ဘောလုံးပြီးတော့ MMA ကိုပြောင်းလဲအာရုံစိုက်နေတဲ့ရိုနယ်ဒိုအားလုံးမင်္ဂလာပါအင်ဝါ365ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုကအနှစ်20ကျော်လောက်ဘောလုံးဘီရင်ဖြစ်ခဲ့ပြီးမကြခင်မြက်ခင်းထက်ကနေအနားယူဖို့ပြင်ဆင်နေပါတယ်အားကစားကိုချစ်မြတ်နိုးတဲ့အားကစားသမားစစ်ရိုနယ်ဒိုကဘောလုံးလောကကနေအနားယူပြီးရင် MMA ဘက်ကိုပြောင်းရွှေ့ဖို့စဉ်းစားထားပါတယ်ဒါပေမဲ့ရိုနယ်ဒိုကဖိုက်တာတယောက်ဖြစ်လာမှာတော့မဟုတ်ပါဘူးရိုနယ်ဒိုက MMA အသင်းဖြစ်တဲ့ WOWFC ရဲ့ရှေ့ယာရှင်တယောက်အနေနဲ့ပါဝင်သွားမှာဖြစ်ပါတယ်ရိုနယ်ဒိုကသူ့အတွက် MMA ဟာသူလေးစားတန်ဖိုးထားရတဲ့စီကံလေးစားမှုခံနိုင်ရည်စွမ်းနဲ့ပြည့်စုံခြင်းတွေကိုစားပြုတဲ့အားကစားဖြစ်ကြောင်းကိုကြီးကျူးခဲ့ပါတယ်။ဒါကြောင့်လဲရိုနယ်ဒိုက WOWFC လိုမျိုးအသွင်ကွဲပြားထူးခြားတဲ့စွမ်းအားမြင့်အသင်းမျိုးကိုပူးပေါင်းခဲ့တာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ရိုနယ်ဒိုက MMA promotion တွေကိုဥရောပလက်တင်အမေရိကနဲ့အရှေ့အလယ်ပိုင်းဒေသတွေမှာပါဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်ရိုနယ်ဒိုကမက်ဒရစ်မြို့ကြီးမှာ MMA အသင်းကိုရှေ့ယာဝင်လိုက်တဲ့အပြင်အထက်တန်းလွှာတို့အတွက်တီးတန့်ကလပ်ကြီးတစ်ခုကိုလည်းဖွင့်လှစ်သွားအောင်မှာဖြစ်ပါတယ်။ရိုနယ်ဒိုရဲ့